ဆိုတော့ခုနကတော့ခုံမိုတင်လေအောက်ကိုပဲဆင်းပြီးတော့ကျွန်တော်တို့ unboxing လုပ်ရတာပါဘာလို့ space ရလဲအဆင်မပြေခုံမိုတင်တော့လေပစ္စည်းတွေကလည်းကိုယ့်ကားနဲ့ဆိုတော့အောက်မှာလောလောလတ်ထိုင်ပြီးတော့လောက်ရတဲ့ feeling လေးကပို့ပြီးတော့ကောင်းပါတယ်အဲ့ခုံကြီးကျွန်တော် Amazon return ပြန်ပို့တာဘိုးစင်ပြမယ်ထင်တယ်နော်ဆိုတော့ဒီဟာကကျွန်တော်နည်းနည်း weight ပါတယ်ဖြစ်တဲ့အတွက်ကြောင့်ဒါမီးဖြစ်ဖို့များတယ်ဒီဇိုင်းလေးဝယ်ထားတာပြီးတော့ carry တာအသေးလေးတစ်ခုလည်းဝယ်ထားဟုတ်တာပေါ့မီးပါကျွန်တော်အခန်းက basement ဖြစ်တဲ့အတွက်ကြောင့် lighting နဲတယ် lighting လိုတော့ကျွန်တော်မီးအတွက်ပြင်ဆင်လိုက်ပါတယ် cat reader ဘယ်ထဲမှာပါလဲအော်ဒီရထင်တယ် this is my cat reader yeah that's my cat reader တာဒါဒီကောင်လေးကတကယ်တမ်းက$4 $5လောက်ပဲကြာဒါပေမဲ့ပုကတော်တော်များတယ်တွက်ကြည့်လိုက်တော့$10ကျော်လောက်ဖြစ်သွားမယ်ထင်တယ်ပစ္စည်းတန်ဖိုးထက်ကို2ဆလောက်များတယ်ပုကအဲ့တော့ဘယ်လိုမျိုးဝယ်လို့တန်လဲဆိုတော့ဒါမျိုးတွေအကုန်လုံးစုပြုံပြီးတော့ဝယ်တာက delivery free ရတယ်ပေါ့နော်ဆိုတော့ပုကအကြည့်ဆိုဒီဟာလေးတစ်ခုတည်းကြီးမှားရတယ်ဆိုရင်မတန်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးလိုချင်တဲ့ပစ္စည်းလေးတွေအကုန်လုံးကိုရှာတယ် review လေးလိုက်ဖတ်တယ်ပြီးရင်ကျွန်တော်အဲ့ဒီ Amazon cart ထဲမှာကျွန်တော်ထည့်ထားလိုက်တယ်အဲ့ cart ထဲကနေမှကျွန်တော်ပတ်စံနေပါလေချိန်ရင်ပြီးတော့မှဘယ်လိုမျိုးဝယ်သင့်လဲဆိုတဲ့ဟာတွေကြည့်တယ်ပြီးရင်ပေးတဲ့ coupon တွေလိုက်ကြည့်တယ်အဲ့ coupon တွေလည်းသုံးတယ်အဲ့လိုသုံးပြီးတော့ပတ်စံကိုတက်နိုင်တယ်များချုံပြီးတော့ကျွန်တော်ဝယ်ပြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်ရဲ့ cart reader လေးပါဟိုဟာလေးကကျွန်တော်တော်တော်ဟောင်းပြီးတော့တော်တော်လေးကိုနွမ်းနေပြီပေါ့နော်တော်တော်သုံးလို့အဆင်မပြေတော့လို့အကောင်လေးထပ်ဝယ်လိုက်တာပါဒါလေးကတော့ကျွန်တော်စီရောက်လာပါပြီအဲ့တော့မီးဖောက်မယ်နောက်ထပ်မီးတစ်ခုကရောက်ပြီးသားကျွန်တော် return ပြန်ထားတယ်ဒီမီးလေးကျွန်တော်ဖောက်မယ်โอเคရပြီကလောင်နဲ့ဖန်မီးတယ်ကြီးကြာဒါRGB လေးပါဆိုတော့ remote လေးနဲ့ပါပါတယ်ဒီထဲကအတိုင်းလေးပဲကျွန်တော်ဆင်ရမယ်ပေါ့နော်ဆိုဒီမှာပစ္စည်းတွေဝယ်ရဒီလိုမျိုးလေးတွေဆင်ရတဲ့ feeling လေးလည်းသဘောကျတယ်ဒီကောင်ကတော့ remote ပေါ့နော် remote အော်ဒီမှာနှိပ်လို့မရဘူးစဆိုကျွန်တော်ဝယ်လိုက်တဲ့မီးက360လှည့်လို့ရတယ်အာမဆိုးဒီကောင်မဆိုးလို့ပြောလို့ရအရင်ဘလာဘလာဆင်ရမလို့သူကလည်းသူကကျိုးလေးနဲ့မီးကျိုးကပိုက်လိုင်းနဲ့တော့ကျိုးအပြောက်ပေါ့နော်ပြောမယ်ဆိုဆွဲတုပ်လိုက်တာနဲ့ဆင်ပြီးတော့သူထွက်လာလို့ရတဲ့ပုံစံမျိုးထားရင်ဒီမှာအရစ်တွေနေပေါ့နော်ဒီမှာမြင်ရမလားမသိဘူးအရစ်တွေနေအဲ့လေရစ်တစ်စင်ချင်းကြီးရစ်သွားလိုက်ရင်ကို okay ဝါပြီ yes ဒီမှာတစ်စင်ပြီးပြီဝါဆိုးပဲနည်း view site ကန်ရတယ်ပေါ့နော်ကျွန်တော်အခန်းလေးမီးလင်းမှာတော့ဒီမှာလဲလို့ရပါလို့ပြေးလဲလို့ရတယ်လို့မောကျင်နေရအမေဆိုတော့ကျွန်တော်အဲ့လိုမျိုးပတ်လေလဲလို့ရအောင်ရှာပြီးတော့ကျွန်တော်ဝေးလိုက်တာဒီကောင်လဲဈေးကများတော့များတယ်ပဲအော်သူကမစိုးပဲဒီအလဲမှာလဲခလုတ်တွေပါတိုင်လေးမှာလဲဒီမှာခလုတ်တွေပါတယ်ဆိုအလေးတော့သဘောကျတယ်တော်တော်သဘောကျတဲ့အထက်မှာပါတယ်အောက်ချလိုက်ပါဒါလေးစင်ရတာပျော်ဖို့ကောင်းတယ်ဒီကောင်ဟိုဟာလောက်ရှိမယ်$60ကျော်တယ်ဆိုဒီကောင်လေးကျွန်တော်သဘောကျတယ်ဒီမီးတိုင်လေးဒီဟွာလေးကန်ရတာတော့ပြုတ်သားလေးနဲ့အမဲရအောင်ပေါ့ဒီကျွန်တော်ဒီခန်းကျတော့အဖြူဆိုတော့ကျတော့ဒါပေမဲ့ဒီဘက်မှာကအမေရိကန်မှာခန်းလေးတော်တော်များအဖြူသုံးတာများတယ်ဘာလို့လဲတော့မသိဘူးပေါ့နော်မီးပိုလင်းခြင်းလို့လားမီးတွေကိုတော့ရှော့ထားတယ် lighting တွေကိုတော့ရှော့ထားတယ်ဝက်နဲတဲ့ဟာတွေကိုသုံးတယ်ဒီမှာမီးလုံးတွေဝက်ကတော့နဲဖြူရောင်ဆေးတွေကိုပဲတုတ်ကြရတယ်ပေါ့အိမ်တိုင်းလိုပါပဲတော်တော်ရှိပါတယ်ကျွန်တော်ခိုင်းမြထိနေမလားမသိဘူးအဲ့ဒါတော့ကြောက်ပါတယ်ကျွန်တော်အဲ့ပေကိုမကြည့်လိုက်ရအောင်ကျွန်တော်အဲ့တစ်ချက်တော့လိုသွားပြန်ဇလန်းမယ်အဲ့ဒါလေအခန်းခေါင်မွေးထိသွားရင်တော့ဝမ်းနာသားတော့ပဲတက်နိုင်အတိုင်းပဲကျွန်တော်ဝေလိုက်တာဆိုရှင်းနေတော့အစ်စ်တွေပြုတ်ပြီးတော့အာမတင်လာကဲဒါတော့ the last one ဖြစ်ပါတယ် maybe 9 ပေကျော်လို့ရှိမှတင်ဒီမီးကတော်တော်အဆင်ပြေမယ်မီးလို့ကျွန်တော်ညှော်လင့်ပါတယ်ဟုတ်လဲဆိုတော့ကျွန်တော်ဗီဒီယိုရိုက်တဲ့ချိန်နေကြရင်ကျွန်တော်ကင်မရာမှာ low light mode နဲ့ပဲကျွန်တော်ရိုက်နေရတာဖြစ်တဲ့အတွက်အရင်ကစားလို့မရဘူးပေါ့နော်။ဘာလို့ဆိုအခန်းထဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်လေးဝယ်လိုက်တာတော့ကျွန်တော်တို့မမအောင်လို့ပြော။အိုးဟိုကလေဒီကလည်းလန့်နေကြ။ပြုတ်ကြမှာလည်းကြောက်ဒီမှာကြည့်လိုက်လိုလေးပါတယ်ခါ။ဒီကောင်က adapter ပါဝါကျွေးဖို့အတွက်ဒီကောင် base အော် base ကဝိတ်ပါတာပဲအစိုးပဲbase လေးလည်းမစိုးပါတန်ပဲ base ကအောက်ကဒီ base လေးကျွန်တော်တက်ပြီးသွားပြီပေါ့နိမီးတော်တော်လင်းလို့ပြုတ်ပြန်တက်လိုက်ရတော့ဒါထိရင်ကိုရတယ် yes RGB ဖြစ်သွား okay RGB ကိုကြိုက်တဲ့ color ဒါတရောင်နဲ့ထားလို့ရတယ်ညီအောင်ပြီးတော့ဒါကဘာရောင်လဲတော့မသိဘူးပေါ့နော်အစိမ်းရောင်ပြာနုရောင်ပြာရင်ပန်းရောင်ကာလာလေးမိုက်ပါတယ်โอเคဒါပါပဲဒီကောင်ကာလာတရောင်ပြီးတရောင်ပြောင်းတာပေါ့နော်ဒီကောင်
ဖြူပါဒီကောင်ပိတ်တာပါအဲ့ဒီအဖြူကိုပြန်ဖွင့်ပြီးတော့ဖြူနောက်တစ်ချက်နှိပ်လိုက်တော့အဝါရောင်ပေါ့ပြီးတော့ဒီကောင်က360လဲလို့ရတယ်အပေါ်ထိုးမလားအဲ့ဆိုအပေါ်အဲ့တော့ဒီဘက်ဘေးကိုပြန်လှည့်မှာဒါဒီဘက်ဘေးကတော့အကုန်ပဲပေါ့နော်ပြီးဒီဘက်ကိုပြန်လှည့်ကျင်နေဆိုရင်လေဒီဘက်ကနေတို့လှည့်သွားလို့ရတယ်ပြီးဒီအောက်မှာလေးလို့ပြန်ပြီးတော့လမ်းမီးတိုင်းပုံစံမျိုးလေးပြန်ထားမှာโอเคလက်ကထိသွားလမ်းမီးတိုင်းပုံစံမျိုးလေးလက်ထားလို့ရတယ်ပြီးရင်ဒီဘက်အဆုံးထိလဲဒီလိုပြန်လဲလို့ရတယ်ဟွာဒါကတော့ဒီလိုပေါ့ဒီလိုထားလေးပေါ့ဒီလိုထားလေးဖြစ်သွားတယ်ဖြူရောင် lighting နဲ့ပေါ့ဒီ lighting ကကျွန်တော်တခန်းလုံးတော်တော်လင်းထိန်သွားတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီ Osmo Pocket နဲ့ကကျွန်တော် low light quality နဲ့ရိုက်နေရတဲ့အတွက်ကြောင့်မလို့မသိကျွန်တော်စိတ်တိုင်းမကြောက်ဘူး lighting အားနေတယ်ဒီကောင်အဲ့ဒါကြောင့်ကျွန်တော်ဝယ်လိုက်တာပဲဖြစ်ပါတယ်တကယ်သဘောကျနေဒီမှာ remote လေးလဲပါတယ်ဒီ remote လေးကတော့တကယ်ကတော့ဘာမှမလာဘူးရတယ်ကျွန်တော်တကယ်ပြန်ဝယ်အောင်တကယ်ဝယ်ပြီးမှဒီ remote နဲ့သုံးရမယ်ပေါ့နော်ဒီကောင်အလင်းတင်တာ short တာဘာညာတွေပေါ့နော် setting ဘာညာအကုန်ပါတယ်ပေါ့နော်ဆိုတော့မစိုးဘူးဗျဒီကောင်လေးကျွန်တော်သဘောကျတယ်ဒေါ်လာ60ကျော်လောက်ပဲပေးရတယ်ကျွန်တော်ဒီအခန်းလေးထဲမှာပဲထားမယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ညပိုင်းအလုပ်ပြန်တဲ့အချိန်တွေမှာပစ္စည်းတွေရောက်တာတွေရှိတယ်တနေ့ကုန်အလုပ်လုပ်နေတယ်ညပိုင်းမှာပြန်ရောက်တယ်ညပိုင်းမှာအားတဲ့အချိန်မှာကျွန်တော်ဒီအခန်းလေးထဲမှာပဲဗီဒီယို record ကလေးတွေယူတယ်ဒီ content လေးတွေပြင်ဆင်တယ်ပေါ့နော်ပြီးတော့ကျွန်တော် video edit လုပ်တယ်အဲ့တော့ဒီမီးရပြီဆိုတော့ကျွန်တော် setting ချိန်မယ်ဒီ light တွေနဲ့ကျွန်တော်ရိုက်မယ်အခုထပ်ရိုက်မယ်ပုံလေးကဘာလဲဆိုတော့ away shot ဆက်ပုံလေးကျွန်တော်ဝယ်ထားသေးတယ်ဆက်ကြည့်ပေးပါဦး